စုံလေးတို့ရေဒါကတော့ဂန်းကော်ပါလက်ခတ်လက်ကော်ဂန်းကော်ပါလက်ခတ်လက်ကော်ဂန်းကော်ဒီဇိုင်းလေးပါမိမိမှာရှိတဲ့အယောင်လေးတွေပြပေးပါမယ်နော်အယောင်လေးတွေကကုန်လှပါတယ်ထမိန်တကွင်းမှာဈေးလေးကလက်ကားဈေးဆိုလို့ရှိရင်39,400ပါလက်လီဈေးဆိုလို့ရှိရင်တော့44,200ပါမိမိပြပေးပါမယ်နော်အယောင်လေးတွေဒီဇိုင်းလေးတွေကိုသားလေးကောင်းပါတယ်နော်ရမ်းလှပါတယ်ဒါလေးဆိုတော်တော်လှပါတယ်နော်သူကဂန်းကော်ပန်းလေးပါပါတယ်ဒီရောင်လေးတွေလှပါတယ်ဒီရောင်လေးဆိုလည်းလှပါတယ်နော်မင်းကြီးကပ်ပြပေးတာပါသားလေးတွေကအိပ်နေတာပါပဲတော်တော်လေးလှပါတယ်နော်ဂန်းကော်ပါသူကဂန်းကော်ဒီဇိုင်းလက်ခတ်လက်ကော်ဒီဇိုင်းလေးပါလှပါတယ်ဒီအောင်လေးဆိုစိုးနေတာပါပဲတော်တော်လှတယ်နော်ဂန်းကော်ပန်းလေးဒါလှပြလေးလည်းလှပါတယ်သူ့ရဲ့လိုင်းခတ်ထားတာခြေလိုင်းကပြလေးပါပြလေးလည်းလှပါတယ်ဒီလေးလည်းလှပါတယ်နော်ဒါလေးကတော့ခရမ်းရောင်လေးပါခရမ်းလေးကတော်တော်လှပါတယ်ဒီရောင်လေးဆိုတော်တော်ရှားပါတယ်နော်မင်းဆိုဒီရောင်လေးရမ်းကြိုက်ပါတယ်ဒီရောင်လေးဆိုတော်တော်ရှားပါတယ်ဒီရောင်လေးတွေလည်းလှပါတယ်နော်ရောင်လေးတွေအကုန်လှပါတယ်ဒါလေးလည်းလှပါတယ်ဒါလေးလည်းလှပါတယ်နော်ဒီဇိုင်းလေးတွေကတော်တော်လှပါတယ်ဒီရောင်လေးလည်းလှပါတယ်နော်